ဒါတော့ဟမ်းမိတ်လေးပေါ့စတီမှွေတဲ့ဆက်ကစတီဂိုင်းလေးတစ်ခုကပြတ်သွားတယ်ကိုပလေယာလေးနဲ့ကောက်ထားတယ်တော့ဒီထဲကိုရင်နွေးထည့်မယ်ရင်နွေးထည့်ပြီးတော့အိုးဒါကြီးကကြော်ကြီးတက်စရာမလိုတော့ဘူးတောက်ထိုးလုံးမှာဆိုတော့ကြော်တက်စရာမလိုတော့ဘဲနဲ့ပူတဲ့ဟာဖုန်းလှုပ်ရှုပ်ပါလားဘယ်လိုလာမလဲစမ်းကြည့်အောင်ဒီကောင်းတယ်မကောင်းဟုတ်တယ်မကြောက်ဘူးနော်ဒီနေ့တော့ဒီကြောက်ဒီလာတာ没还记得，光想我刚我的是肌肉。လေးအေးမလုံး